Okay, so Manika part one မှာကျတော့ဒီ model feature extraction ပေါ့နော်ကျွန်တော် pre-train token embedding ကိုကကနေယူပြီးတော့ပေါ့ transfer learning ပုံစံပေါ့နော်ကျွန်တော် run ကြည့်ရင် embedding နေရာဆောက်တဲ့အထိအဆင်ပြေတယ်random data နဲ့လည်း random test data နဲ့လည်းစမ်းကြည့်ပြီးပြီပြီးရင် training data ထဲမှာရှိတဲ့ random data နဲ့လည်းစမ်းကြည့်ပြီးပြီအဆင်ပြေတယ်ဒါပေမဲ့ model ဆောက်တဲ့အချိန်မှာကျွန်တော် version error လေးတက်တယ်ပေါ့နော် type error လေးတက်တယ်ကျွန်တော်အဲ့လိုbyte coding လုပ်ကြည့်ပြီးတရားသလားGoogle နဲ့လုပ်ကြည့်ရတဲ့လောက်ကတော့ဒီဟိုက version error ပေါ့နော် keras version နဲ့ဒီလိုTensorFlow version နဲ့ကိုက်တာအဲ့လိုမျိုးဖြစ်တာကြောင့်ဆိုတော့ကျွန်တော်အကောင်တော့ skip လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ် model 3ကိုဆက်သွားကြမယ်ပေါ့ model 3ကိုဆက်သွားမယ် model 3ကကျတော့ဘာအကြောင်းလဲဆိုတော့ကျွန်တော်model 3မှာတော့ကျွန်တော် character embedding ကိုသုံးမှာပေါ့နော်model 2မှာတော့ကျွန်တော်ရှိမှာကဒီကျွန်တော် model 1မှာကဘာသုံးခဲ့အောင်ဆိုတော့ model 1မှာကrandom tokenizer နဲ့ random embedding လို့သုံးခဲ့ဆိုတော့ဒီအချိန်မှာကျွန်တော်တို့က character embedding ကိုသုံးမှာပေါ့နော်ဆိုတော့ဆိုရှေ့မှာကျွန်တော်တို့ကဘယ်လိုသုံးခဲ့တာတော့ဆိုတော့ကျွန်တော်တို့နေရာဒီကောင်လေးပုံပြလိုက်မယ်ပြီးဒီကောင်တစ်ချက်ဖတ်ကြည့်ရဆိုတော့ကျွန်တော်တို့အားရှိမှာဘယ်လိုသုံးခဲ့ပြီးလဲဆိုတော့ဒီကျွန်တော်တို့ custom token embedding သုံးပြီးပြီ model 0ပေါ့နော် model 0နဲ့1 model 2မှာကျတော့ sorry model 0မှာကျွန်တော် TF by TF သုံးတာနော်yo feature extraction လေးပဲmodel 1မှာကျတော့ token custom token embedding test factorizer ဆိုရင်တော့သုံးခဲ့ရနော်ကျွန်တော်တို့အဲ့ဒါမှတ်မိမယ်ပြီးရင်model 2မှာကျ pre-train token embedding ကျွန်တော်ကက်ကေကနေ pre-train model တခုကိုယူသုံးတယ်ဒါပေမဲ့အခုကျကျွန်တော်တို့ character embedding သုံးမယ်ပေါ့နော်အချိန်မှာ token embedding ကျွန်တော်အခုက character level embedding ပေါ့ဆိုတော့ character level embedding ကိုနားလည်ဖို့က token embedding မှာကျွန်တော်တို့ကဒီမှာဆိုရင်အဓိကတော့သူက token လေးပြောင်းပြရမှာနော်စကားလုံးတစ်လုံးကို token တစ်ခုဖြစ် display ရင်လုပ်ပြီး tokenize လုပ်ပြီးရပါတော့အဲ့လိုပုံစံမျိုးဒါပေမဲ့ဒီမှာဆိုရင် i left TensorFlow ဆိုရင်တော့ i တစ်လုံး left တစ်လုံး TensorFlow တစ်လုံးဆိုမှ3လုံးခွဲပေးရဒါပေမဲ့အခုဒီမှာကျတော့ i left TensorFlow ဆိုတဲ့နေရာမှာသူကcharacter level မှာကျတော့သူက i တစ်လုံးပြီးရင် space ဆိုတဲ့စကားလုံးတစ်လုံးအနေနဲ့ယူလိုက်တယ်ပြီးရင် l ဆိုတဲ့တစ်လုံး ov ဆိုတဲ့တစ်လုံးပြီးရင်အဲ့စကားလုံးတစ်လုံးစီကိုဒီ each character တစ်ခုစီကိုသူကfeature factor ပေါ့နော် embedded factor အနေနဲ့ပြောင်းပေးတာ token level embedding မှာကျတော့အဲ့ token တစ်ခုစီကို feature factor embedded factor အနေနဲ့ပြောင်းပေးတာဒီအခုကျတော့စကားလုံးတစ်ခုစီနဲ့စကားလုံးတစ်လုံးစီချာrelationship ကိုပါembedded factor numeric value အနေနဲ့ပြောင်းပေးရပါနော်ဒါကတော့ token level embedding နဲ့ character level embedding ကြားမှာရှိတဲ့ present ချက်ပေါ့အဲ့ဒါနားလည်မှတင်တယ်ဆိုကြတော့အခုကကျွန်တော်တို့ဒီ character level embedding ကလည်းအတူတူပဲကျွန်တော်ရှိမှာ token level embedding လုပ်ခဲ့တယ်လို့ပဲလုပ်သွားရုံပဲပေါ့နော်ပထမဆုံး factorize လုပ်မယ်ပေါ့နော် factorize ဆိုတာကျတော့ဒီစကားလုံးတွေကိုခွဲတာပေါ့အဲ့ tab factorization နေရာမှာကျွန်တော်က character level လေးဖြစ်သွားအောင်လုပ်လိုက်ရုံပဲပြီးရင် embedding ကလည်း same process ပဲဆိုကြတော့ code ကတော့အရင်က code ကတော့တူတူပဲဖြစ်မယ်ကိုကတော့တူပဲပြောပါတော့ဆိုတော့ကျွန်တော်ပထမဆုံးဒီcharacter level ပြောင်းဖို့အတွက်function တစ်ခုရင်ဆောင်ပါတော့ function တစ်ခုရင်ဆောင်တယ်ဘာလို့လဲဆိုတော့ training data မှာပြင်ရတယ်ပေါ့နော် training data မှာဒီလုံးကို character level ပြင်အောင်ပြင်ရတယ်ဆိုကြတော့ function တစ်ခုဆောင် function ကပြငြင်းလွယ်တယ်အမှတ်ထားလို့ရတယ်သူကကျွန်တော်ရဲ့ test data တွေကို split လုပ်မှာပေါ့နော် split လုပ်ရတယ်ကျွန်တော်အလွယ်ကူဆုံးပဲမှတ်ထားလို့ရတယ်ဆိုတော့ကျွန်တော် function တစ်ခုဆိုတော့ဘာဖြစ်လဲဆိုတော့
function အဲ့ဒါကြောင့်ဆို function make function to suggestion function to the sentence into အဲ့ဒါ comment sharing ကလည်းဖြစ်ရအောင်ဆိုကြကျွန်တော် PDF split ဒီကဆိုရင်ပို့ပေးလိုက်ဒီကတော့ဒီ test ပေါ့နော်ပြင် space ပေါ့နော်ဒီကြားထဲမှာ space ကြောင်းတယ်ပြင်တော့ less space ပြီးတော့ဆောင်ဟုတ်အဲ့ဒါဒီ function လေးပဲဒီ function လေးကဘာလို့ပြရလဲဆိုတော့ကျွန်တော်တို့ရဲ့ test data တွေကိုဟော character လေးပဲကြားထဲမှာ space ချပြီးတော့ character လေးစီအောင်လုပ်ပေးဥပမာဆိုရင်ကျွန်တော်တုံးပြရမယ်ဆိုရင်ဒီရဲ့ဒီရှိအဲ့လိုပဲထားတယ်တော့ဒါထဲမှာ space လေးတွေထားတယ်ပေါ့နော် space ဒီ space လေးကို join ပြီးတော့ဒါထဲမှာဆိုတော့ကျွန်တော်တို့က character လေးပဲဖြစ်သွားတယ်အဲ့လိုပုံစံလေးပေါ့နော်ဒီ function လေးကိုအဲ့လိုတောင်းတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုအပေါ်ကောင်းမှာကျွန်တော်လည်း training center နဲ့တောင်းပြီးတော့ပြန်ပို့ကျွန်တော်တို့ရှိတယ်ကန်အဲ့ပါဝါမှာရှိရပါတော့ဘယ်ကျွန်တော်တို့လေးတော့ဒီလိုလေးပေါ့နော်တို့လေးဒါခိုင်တာလည်းပဲ split နေတော့ခိုင်တာလည်းပဲ split တင်ပြီးရင်အဲ့ဒါကို tokenize လုပ်တယ်ပြီးရင် embedded လုပ်နေပါတယ်ဆိုတော့ဒီ special D ဆိုတော့ကျွန်တော်တို့လည်းဒီ data တွေလည်း split လုပ်အောင်data တွေလည်း split လုပ်အောင်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးdata တွေကဒီ test data တွေtest data တွေဆိုကြsequence နေတယ်ပေါ့နော်ဒီ data တွေကဥပမာပဲ training training sentence test data တွေ training sentence အကြောင်းဒီကောင်တွေက sequence level ပေါ့နော်တစ်ခုနဲ့တစ်ခုကsequence level ဆိုတော့ sequence level sentence အဲ့တော့ကျွန်တော်က guide level ပြောင်းအောင်ဆိုတော့ guide level ပြန်ပြောင်းမယ်ဆိုတော့ဒါ guide level ဒီပေါ့ level ဒီဒါဆို left comprehension တော့မယ်ပြီးရင်အဲ့တော့ multiply and test for and test trade CND and CS အဲ့လိုပဲပေါ့နော် as a trade ကထုတ်ကြည့်မယ်လို့ဟုတ်တယ်ထုတ်ကြည့်မယ်ဆိုတော့ပြန်ပိုင်းနော်ဒီပေါ်ဒီကောင်ကို to investigate ဆိုတော့သူလည်းပဲပြန်ပိုင်းအဲ့လိုပုံစံနဲ့ဒီပုံစံနဲ့ပါလို့လည်းလုံးဝအောင်ဆိုတော့နောက်က test နဲ့ validation ဆက်အဲ့လိုပါ test နဲ့ validation ဆက်ဆိုရင်အဲ့ဒီပုံစံနဲ့လုပ်မယ်validation ဆက်ကိုလည်းအဲ့လိုလုပ်ကျွန်တော်တို့လည်းလမ်းလေးတော့ထုတ်ကြည့်နေပေါ့အပြင်အောင်ပြေးလာတော့ခုနမှလည်းကြည့်ဘာမှမလုပ်နိုင်စင်မှာလမ်းလေးကိုထုတ်ကြည့်ရမယ်ပေါ့နော်ဆိုကြပုံမှန်မှာပဲနောက်ပုံမှန်မှာပဲအဆင်ပြေတယ်တော့မှားရနာမျိုးမရှိဘူးအတူတူပဲပေါ့အတူတူပဲဆိုတော့အဆင်ပြေရဆိုကြနောက်ထပ်ဘာလုပ်မအောင်ဆိုတော့ကျွန်တော်အရင်စောစောတော့ wall လေတယ်ဆိုyou can see ပါလေတယ်တကယ်လို့တစ်လုံးစီခွဲတာကျွန်တော်တို့စာကြောင်းပြောင်းမှာတကယ်လို့ဘယ်နှလုံးရှိလဲဆိုရင်တွက်ခဲ့ပေါ့နော်တကယ်လို့အနည်းဆုံးဘယ်လောက်ရှိလဲဆိုရင်တွက်ခဲ့ပေါ့အဲ့လိုမျိုးအဲ့အောင်မှကျွန်တော်တို့ကoutput shape ပေးမှာပေါ့နော်အဲ့ဒါကို output shape ပေးရအခုဒီမှာလည်းအဲ့လိုပြန်စစ်ကြည့်ရမှာပေါ့နော်အခုက character ဆိုတော့စာကြောင်းပြောင်းစီမှာ character ဘယ်နှလုံးစီရှိလဲဆို character length ကိုစစ်ရမှာပေါ့ရှာမယ်ရှာပြီးတော့ character length ဆိုရင်အမင်းကိုရှိတယ် profit value ရှာမယ်ပြီးရင် 95% ပြန်ရှာပြီးတော့အဲ့ကောင်ကို output sequence နဲ့နေရာမှာထည့်ရမှာပေါ့နော်
ဒါကြောင့်အကောင်ပြန်ရှာမယ်ဒါကြောင့်အကောင်ပြန်ရှာမယ်ဆိုတော့ကျွန်တော်တို့ average average ခိုင်တာလည်းပေါ့ average ခိုင်တာလည်းကိုရှာမှာဆိုတော့ကျွန်တော်တို့အကောင်ရှာမှာပါရှာမှာဆိုတော့ခိုင်တာလည်းကိုရှာမှာပေါ့ခိုင်တာလည်းyes comprehension နဲ့ပဲပေါ့နော်ဘာမှရွှေတူတူတော့မရှိဘူးအဲဒီဆို yes comprehension နဲ့ပဲ lens ကို lens လေးတွေထုတ်လာတော့ lens SCN DNC sentence for sentence train မှာ train เนี่ย version လေးဖြစ်ဖြစ်ပေါ့နော် version ပဲပြီးလာတယ်ဒီနေရာ train เนี่ยရှာတာ train เนี่ยရှာတာပဲကတူနေရမှာ sorry ဒီရှယ်အဒီအန်ဒီတော့အရင်ထုတ်ကြည့်ပါဒီလိုကလို့လေးပေါ်ပါတယ်လို့လေးပေါ်ပေါ့နော်ဟုတ်ကဲ့ဆိုရင်30ခုလာလို့အဲ့လိုလေးပေါ်တယ်အဲ့လိုလေးပေါ်မှာအဲ့ကောင်တွေကိုမေးရှာတယ်ရှာမှာဆိုတော့ average character နဲ့ပေါ့နော် average character ပဲအဲကောင်အပြီးတော့မင်းcharacter နဲ့တော့ကြတော့ဘယ်လောက်ထွက်လာမှကြည့်ရအောင်စမ်းတဲ့လည်းပေါ့နော်ဘယ်လောက်ထွက်လာလဲကြည့်အောင်ဆို290ပုံပေါ့နော် average က290ပုံရှိတယ်အဓိပ္ပာယ်ကကြတော့အဓိပ္ပာယ်ကကြတော့ပြန်များတော့290လောက်ရှိရပေါ့နော်ကာတီတာတာကြောင်တစ်ကြောင်စီမှာဒါပေမဲ့အဲ့ကောင်ရုံအရင်ကြီးရုံရနေလားဆိုတော့ရုံရနေ sorry ကာတီတာမှာဆက်အောင်ပေါ့နော်ဆက်လိုက်မှာဆက်အောင်နော်ဆက်လိုက်မှာဆက်ဒါကြောင့်149လောက်နောက်လို့ကာတီတာမှာဆက်ရတော့ကာတီတာမှာ space တွေပါတယ်လေ space တွေခွဲပြီးသားဆိုတော့space တွေပါဖြစ်တော့ဒါကြောင့်ဒီမှာဆက်ရမှာပေါ့စမ်းနာမှာဆက်ရမှာပေါ့နော်training စမ်းနာမှာဆက်ရမှာပေါ့ကောင်းကြတော့ဒါလည်းမှာ space တွေရှိပြီးသားဆိုတော့မြင်နေဖြစ်သွားမှာပေါ့ဆိုတော့ training စမ်းနာမှာပဲဆက်ရမှာဒါ140ပိုလုံးတော့ရှိရပါတော့ဒါပေမဲ့distribution ပြန်ဆက်ကြည့်လိုက် distribution ပြန်ဆက်ကြည့်တော့တော်လေးကတင်ပြီးသားတော့PFD မှာPFD တော့ S ပေါ်မှာပါချက်မယ်တော့ဖိုက်တာနဲ့မှာပြန်တောင်းတယ်ပြန်7တောင်းတယ်ပဲရှိတယ်7တောင်းလဲဆိုရင်အမှတွေ့ရမှာပြန်ဆက်ရဖိုက်တာအများစုက190ကျော်လောက်ဆိုတော့190ကျော်လောက်မှဖြစ်နေ190အဲ့လောက်မှဖြစ်နေတော့95% တိုင်းလိုက်ယူပါမယ်95% တိုင်းနဲ့ပြန်ဆန်းကြည့်ပါဦးနော် distribution ဆက်ပြီးတော့95% တိုင်းယူကြည့်လိုက်မယ်95% တိုင်းဘယ်လောက်ရှိမလဲဆိုယူကြည့်လိုက်ဆိုတော့ပြီးတော့percent တိုင်းIreland ဘယ်လောက်ထောက်လာ290ပေါ့နော်29095% 290ပါရှေ့ဆုံး290နဲ့ယူကြည့်လိုက်ရပေါ့နော်290လောက်အဲ့ဒါမဆိုတော့ကြတော့အဲ့ဒါကိုIND ပြောင်းလိုက်တယ်IND ပြောင်းပြီးတော့အကောင်ပါဆရာကိုတော့အခု sequence လည်းလုပ်ပြရမှာ sequence မဟုတ်ဘူးနော် character ပေါ့နော် character ဒါကြတဲ့ကျွန်တော်တို့ပါမယ်အခု character လာလို့နော်အခုရှိပေါ့290အများက290မှာရှိတယ်ပေါ့290မှာထားတော့ကြတော့အခုကျွန်တော်တို့ပါတော့
parameter ရင်ဆောက်အောင်နော် parameter ရင်ဆောက်အောင်mass token တော့ဘာလို့ mass token တော့ဘာလို့ကြတော့parameter မဆောက်ခင်ကျွန်တော်တို့ alpha mass token အတွက်လေ mass token အတွက် alphabet ရင်ဆွဲရမယ် alphabet ရင်ဆွဲရမယ် mass token ဘယ်လိုဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့90ရာခိုင်နှုန်းနဲ့ sequence ရဲ့ဟိုဟာကို cover sequence length ကို cover ဖြစ်ပါတယ် item length ပေါ့နော်တကယ်ဆိုတော့ကြတော့ temporization layer သုံးမယ်ဒါပေမဲ့အဲ့ဒါကိုရ output sequence length parameter မှာထည့်မှာပေါ့နော်ဒါကတော့အတီးပြီးသားပါဆိုတော့ကျွန်တော် model 1စောက်ပြီးသားဆိုတော့လေအခုက mass token ကြတော့ model 1မှာကျတော့ paper တွေကတိုင်းကြောက်ခဲ့ရပါတော့အခုကကျတော့ကျွန်တော်ဟောဆို guideline level ဆိုတော့guideline level ဆိုတော့ကျွန်တော် mass token ကိုပုံထားမှာလဲဆိုတော့ total number of ဖြစ်နိုင်ခြေရှိရဲ့ဖြစ်နိုင်ခြေရှိရဲ့ guide တွေအကုန်လုံးထားမှာပေါ့ဖြစ်နိုင်ခြေရှိရဲ့ guide တွေအကုန်ဆိုတော့ဘာရှိမလဲဆိုတော့ A ကနေ Z ရှိမယ် A ကနေ Z ရှိမယ်ပြီးတော့ဘာရှိရောဘာနံပါတ်တွေရှိမယ်ပြီးရင် punctuation တွေရှိမယ်ဆိုတော့အဲ့ဒါတွေကိုရမ်းအဲ့ဒါတွေကိုအရင်ဟောလာအောင်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေ string data ကိုကျွန်တော် import string တွေမှာအဲ့ alphabet တွေပေါ့ alphabet တွေအားလုံးကိုကျွန်တော် match လုပ်တယ် alphabet တွေအားလုံးတွေထားကိုဒီအတွက်ကို match လုပ်တယ်ဆိုတော့ alphabet တွေဘာရှိတော့ string dot ASCII ASCII ရှိမယ်ရရဲ့အဲ့ဒါ lower case တွေနဲ့ upper case တွေရ ASCII lower case တွေပြင်အဲ့ဒါတွေရှိပြင်မှာရှိအောင်ဆို string number တွေရှိမယ် string number တွေရှိမယ်ဒီမှာတော့ဒီချစ်ဖြစ်မှာ တွေရှိမယ်ပြီးရင် string dot punctuation တွေရှိမယ် punctuation အဲ့ဒါတွေပဲပေါ့နော်ဆိုတော့အဲ့ကောင်လေးထွက်ကြည့်လို့ပေးစားကြပါရထွက်လာဒီမှာအဲ့ဒါအကုန်လုံးပါပြီးပါအဲ့အကုန်လုံးဘယ်ခုရှိလဲဆိုတော့အဲ့အကုန်လုံးကအဲ့အကုန်လုံးဘယ်လိုရှိလဲဆိုရင်ဒီလမ်းနဲ့ထုတ်ကြည့်လိုက်အဲ့ကောင်ရှိ68လုံးရှိတယ်68လုံးမှာသူဒီမှာပြောပြထားတာအဲ့68လုံးအပြင်မှာspace for ပြီးရင် OOC ဆို out of vocabulary အဲ့လိုတော့ပြတော့ပေါ့နောက်ခုထည့်ပြအခုထပ်ပေါင်းပြပါနော်အခုထပ်ပေါင်းပြဆိုတော့အဲ့ဒါနောက်မှထည့်မယ်အခု alphabet ကတော့68လုံးပေါ့ဖြစ်နိုင်ရရှိရဲ့ alphabet ကဆိုတော့ကျွန်တော်တို့mass token ပေါ့နော် mass token ပေါ့ကကျွန်တော်တို့အဲ့mass token အတွက်ကဒီရှိပြီးသား68ဖြစ်နိုင်တဲ့ alphabet 68လုံးပဲဟုတ်ကဲ့ space ရဲ့OV ရဲ့ကိုဒီနှစ်ထည့်ပြီး68ကိုနဲ့ပေါင်းတော့90ပေါ့နော်90ဆိုကျွန်တော်တို့အဲ့ဒါကိုပြရမယ်ဒါကြောင့်ဒီကcharacter about character ပေါ့ about character token แล้วเนาะABCD ဒီ alphabet ကိုမှာပေါင်းပြီးလဲဆိုတော့ပေါင်းပြီးတော့လဲဆို space ရဲ့ space ရဲ့ OV ရဲ့ out of ဟုတ်ပြီနော်out of vocabulary ဆိုတော့ကျွန်တော်စဆောက်တော့မယ်ဆိုတော့ဘာဆောက်မှန်းလဲဆိုတော့ကျွန်တော်တို့အခုက tokenizer ဆောက်tokenizer ဆောက်မှာအရင်ဆုံး sorry tokenizer vectorizer လို့ပြောတာ vectorizer အရင်ဆောက်မှာပေါ့ vectorizer ဆောက်ပြီးမှ embedding ပြောင်းတူတူပါပဲ tokenizer လို့ထားတယ် embedding ပြောင်း embedding ပြောင်းတော့ကျွန်တော်အခုဆောက်မှာ guide level token ပါပေါ့နော် guide level tokenizer ဆိုတော့သုံးမှာတော့ temporization ပဲ temporization ပဲဆိုတော့ကျွန်တော် character vectorizer ပေါ့သုံးမှာတော့ test vector position and BMS token ဆိုတာ token မှာပေါ်လာတယ် of အဲ့ဒါ token ပြင်နောက်ခုပါလာမယ်ဆိုတော့အခုကျွန်တော်တို့ opposite sequence opposite sequence တော့နော်ဒီparameter ရှိရဒီ2 PNC opposite sequence က opposite character
action base နေပါရှိအောင်ရေသူကနာမည်ပေးလိုက်မယ်နာမည်ကခိုက်တာလည်းပဲသူကနေတာနာမည်အဲ့လိုရှိပြီးတော့ခိုက်တာအဲ့ရပြရခိုက်တာလည်းပဲစတာလိုက်တာပေါ့နော်ဒါကြတဲ့မှာ standardize လုပ်အောင်ဆိုတော့ standardize လုပ်ပြရမှာပေါ့နော် standardize လုပ်တာတော့ဟိုရုပ်ရှင်းပါတယ်standardize လောက်တာပြတဲ့လိုဝပြောင်းမယ်strip ဆိုတာspace လေးပါတယ် default abbreviation လို့အဲ့လိုပါ standardize ဆိုတာနားလည်အောင် definition တော့ပါလိုက်နော် standardize ဘောပဲ standard element standardize ပဲlower straight punctuation lower ကျွန်တော် copy လာlower straight punctuation ဆိုတော့ကျွန်တော် character ပဲတာပဲရပါတယ် character ပဲတာရပါတယ်summarize မှာလည်းမှာသွားတယ် I'm sorry ပုံမှန်မိတ်ချင်တယ်ကပ်ပတာရတာဆောက်ပြသွားတယ်နော်ကပ်ပတာရဆောက်ပြီးသွားဆိုအကောင် adapt လုပ်မယ်လေ adapt လုပ်မယ်ဆိုတော့tab ကိုက်တယ်လေပတာရတာတော့ APA ကစတယ် train ကစမှာ adapt လုပ်လိုက်တက်ဖြစ်သွားအတက်ဖြစ်သွားရင်ကျွန်တော် graph ကိုပြန်နေ y ထုတ်ကြည့်လို့ရပြီပေါ့နော် graph ကိုပြန်နေရောစစ်ကြည့်လို့ရပြီပေါ့နော်ဘယ်လိုစစ်ကြည့်မှာလဲတော့ vocabulary ရဲ့ကျွန်တော်တို့ထဲမှာ share vocab တွေရဲ့ guide ကိုစစ်ကိုစစ်ကြည့်လို့ရကျွန်တော်ဘယ်လိုစစ်မလဲဆိုတော့စစ်နေဆိုတော့character ကို cache မယ်ဆက်ပါနော်ဘယ်လိုစစ်မလဲဆိုတော့ဒီ character ပတ်တာပဲကြာတယ်မှာပြန်လာဒီ on guide ကိုကပ်ပါနော် guide ကပ်စားကျွန်တော်ထုတ်ပြခဲ့မတော့အဲ့ guide ထဲမှာအဲ့ကျွန်တော်တို့ရဲ့စာကြောင်းတွေကပါတယ် guide တွေဆိုပြီးဆိုတော့ကျွန်တော်တို့စာကြောင်းတွေမှာပါတယ် guide တွေရှိပြီးတော့ပြင်ခြင်းပါof JJI guide in our number of character in our platform in our data not character copy another collaboration como what did it happen most common work vậy là về thông tin ok trên này ok trên này là list của một triệu giờ đó most của một này list của một anh em về đồ o minus phải cái gì là phải at least của một này most của một thì bọn em u n khi bạn này anh ông bọn anh nói y ba này et I bọn đó khi age as a
တွေပါတယ်ပြီးရင်ကျွန်တော်တို့ကျွန်တော်တို့စမ်းကြည့်လို့ရပါတော့စမ်းချင်ဆိုတာကျွန်တော်အဲ့တော့ကိုယ်လေးတော့စမ်းပြန်ကျွန်တော်တို့ရဲ့မှာ share training ပေးတာနဲ့စမ်းပြန်ဒီမှာဆိုရင်ကျွန်တော် random training ဒီတာတစ်ခုလိုက်တယ် train dot car ရှိ random training data တစ်ခုလိုက်တယ်ပြီးလိုက်တယ်ပြီးရင်အဲ့ဒါကို combo clarify ပေါ့ဒီတာလေးပါလဲဆိုထုတ်ပြန်လာပါ clarify လုပ်တယ်ဆိုတာကျွန်တော်ယူလိုက်အစကဒီကောင် character right လုပ်ပြီးပါဆိုလေအဲ့ဒါကိုထုတ်ပြတယ်ပြီးရင် plan plus ကြီးလဲတော့ထုတ်တယ် plan plus ကြီးလဲတော့ split လုပ်ပြီးတော့ဆိုပြီး84တော့ရှိရပါတော့ character တစ်လုံးစလုံးလုံးရှိ split လောက်တာဆိုတာပြည့်လောက်တာလဲဆိုတော့ဒီကြားရဲ့ speed တွေကိုစကလုံးတွေနဲ့မရှိအောင်လို့စကလုံးတွေနဲ့ split မလုပ်ဆိုရင်ဘယ်လိုပေါ်မလဲကြည့်ပြလား split မလုပ်ဆိုရင်လုံးလို့ပေါ်မယ်လေးကိုတွေ့လာအားကြောင့်လေးကိုပြန်တယ်အခုက split လုပ်လိုက်မှဒီကြားရဲ့ဟာတွေဝင်ပြီးတော့ split လုပ်လိုက်တော့ကွာအဲ့လိုဆိုတော့ပြီးရင် beta right character ထုတ်တယ် beta right character ကကြတော့ဒီကျွန်တော်ဆုံးတာအဲ့လိုကျွန်တော်ဘာမှမကြောက်ဘူးပုံပြီးတော့beta rightလုပ်တယ် beta right လုပ်တယ်အဲ့ဒါ beta right ဒီမှာ beta right နံပါတ်တွေဆိုတော့အထင်ပြေပါတော့ဒါ testing ဆိုတော့ test ဆန်းပြရနောက်ပြီးတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ပြီးရင်ဒီထားမိလားတော့မသိဘူးဒီမှာ0တွေအများကြီးပါနေဘာလို့တောင်းဆိုတော့ကျွန်တော်တို့ရဲ့ဒီupper dimension ပေါ့နော် upper sequence လာလောက်တော့68အောက်တယ် sorry 68ပေါ့990ကပြည့်ရဲ့ကောင်းနေရဒါဘာလုပ်တယ်လို့ပေါ့ဆိုတော့ pattern လုပ်တယ်လို့ပြောတော့အဲ့မှတ်ထားမယ်နော်အဲ့ဒါဟုတ်ပြီပြီးရင်နောက်ထပ်ကျွန်တော်တို့ Python level ဒီကောင်းပါအောင် Factorizer ဆိုတော့ Factorizer ပြီးရင်ပါလာမှာ Factorizer ပြီးရင်မမီလာတော့မသိဘူးတဲ့Factorizer ပြီးရင်ပါလာတော့ဆိုတော့character level embedding ပေါ့ embedding လာပေါ့ဟုတ်တယ်ဆိုအပေါ်ကောင်လည်းနည်းနည်းပြမယ်ပေါ်ကောင် Factorizer ပဲcreate လုပ်တာဆိုcreation character level 2 and NIJ ဒီမှာကျ character level embedding တူတူပဲ embedding ကကျွန်တော်အပေါ်မှာ embed လုပ်ခဲ့ရမို့လားအပေါ်မှာ embed လုပ်ခဲ့အခုတူတူပဲအဲ့ layer နဲ့ပဲ embed လုပ် layer နဲ့ပဲ embed လုပ်မှာဆိုကြတော့ layer တော့ embedding ပဲဆိုတော့ character embed embed တော့ layer တော့ embed embedding layer တော့ embedding မှာကျွန်တော်က import dimension ပါမယ် output dimension ပါမယ် output dimension ကတော့ import dimension ဆိုတော့ကျွန်တော် alphabet လေး put output dimension num ဆိုတော့ကောင်းရဲ့ပို့ output dimension ကတော့25ထားတာပို့လည်းတော့မသိပြီးရင် max 0ရဲ့အနေနဲ့ character embedded 0 equal false creation liability အဲ့ပဲစောက်ပြီးတော့ဒါ embedding ပဲအရင်လွယ်သွားတာမသိ max 0 false ဆိုတာဒီmax မသုံးတာပေါ့နော် max မသုံးတာအဲ့ဒါတော့အသေးစိတ်နောက်မှပြောပြမှာပေါ့ဟုတ်ပြီဆိုတော့ဒီကောင်ကိုကျွန်တော် embedding ဒီ embedded layer ကိုလည်းကြည့် embedded layer ဆန်းရတော့ဘာလို့လုပ်ရမလဲဆိုတော့အရင်ဆုံး Factorize လုပ်ပြီးမှဆန်းလို့ရမှာပေါ့နော် Factorize လုပ်ပြီးလုပ်ရမယ်ဒါကြကျွန်တော် copy လိုက်မယ်ကျတော့ embedded ဒီ embedded layer ဒါ embedded ဆိုတော့အဲ့ကောင်အရင်ဆန်းဆိုဒီမဲ့တော့ဘာလို့ character လို့ Factorize လုပ်ရမှာပေါ့ဒါ Factorize လုပ်လို့ဆိုတော့ထုတ်ပြရပါပေါ့ပြီးရင်ဒီမှာ Factorize နဲ့ Factorize လုပ်တယ် training data ကိုembedded လုပ်
elation ပါတယ်နော်ပထမဆုံးကဒီစမ်းတဲ့ကိုသုံးမယ်embed လေးလောက်ထားတဲ့federalization လုပ်ပြီးသွားပြီပေါ့နော်ဒီတော့ federalization မလုပ်ထားသေးဘူးလုပ်ပြီးတော့ embedding လည်းလုပ်ပြီးသွားတယ် federalization လုပ်တဲ့အခါထုတ်ပြချင်ကျွန်တော်ဘယ်လိုပြမလဲဆိုတော့ဒီကြားထဲမှာတစ်ဆင့်ပေါ့ဒီကြားထဲမှာတစ်ဆင့်ဘယ်လိုလုပ်မလဲဆိုတော့federalization maybe backslash n နဲ့ backslash n နဲ့character federal ပဲ then trade လောက်ထားလိုက်ပြန်လောက်ထားလိုက်ပြီးတော့မှslash မှာထပ်ပေးလိုက်အဲ့ဒါဆိုရလားအဲ့ဒါတော့ after federalization federalize လုပ်ပြီးတော့ပုံရတယ်ကော embed လုပ်မယ်နော်ဆက်ကြနောက်ပြီးဒီရမယ်တင်တယ်ဒီရမှာဆိုရင်တော့တောင်းလို့ပါဒီတောင်းလို့ဆိုအခုကျွန်တော်တို့ဘာလေးလုပ်ပြီးသားလဲဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်tokenizer လည်းစောက်ပြီးသွားပြီembedder လည်း embedding လည်းembedding လေးရတယ်စောက်ပြီးသားဒါဘာလို့ကိုကျန် model စောက်ကိုကျန်ဟုတ်တယ် model 3 model စောက်ကိုကျန်တော့ကြတော့ model စောက်တော့ model စောက်အဲ့လိုက် model creation model လောက်ပြ model ဟောလို့ရတယ် model ဟောလို့ရတယ်ဆိုတော့ဆိုတော့import ရင်းသုံးမယ် functional API နဲ့ even သုံးတယ်ဟုတ်တယ် functional API ရန်သုံးအဲကြောင့်အဲ့ကပထမဆုံးကဘာလို့လဲဆိုတော့ import လေးရတောင်းလို့တော့ import လေးရပြီးရင်အရင်ဆုံးစီစဉ်ကြည့်ပါတော့ import လေးရပြီးရင် federalizer ပြီးရင် embedding ပြီးမှကိုထည့်ခြင်းတဲ့ class လေးရကိုပဲထည့်ပြီးရင်ဒီမှာဆိုတော့ global average pooling လုပ်ပဲပြီးနောက်ထပ် output လေးရရှိနေပြီး model 3ဆောက်ပြီး combine မယ်ဆိုတော့ပထမဆုံးimport နော် import လေးရဆိုတော့ import ရင်တော့ layer dot import layer dot import ပြီးရင် layer dot import က shape က 1,0 1,1 shape က1ပြီးရင်ဒီ type က df dot string ဒီ type က df dot string ပေါ့နော်ဒီ type က df dot string ဆိုလိုက်ရတယ် string ဆိုလိုက်ရတယ်ဒီစားတော့မရှိဘူးပြီးရင်အဲ့ import ကိုပဲထည့်မှာအောင်ဆိုတော့h ပဲတောင်းလိုက်တော့မယ်character federalizer ဆောက်လိုက်ပြီးစီတင် federalizer import federalizer import ပြီးရင်အဲ့ h ကိုပဲcharacter embed h h ကိုပဲအဲ့ဒီ h ကိုပဲဘယ်ရောက်သွားမှာဆိုတော့ layer dot dance layer dot dance 64ကောင်းတဲ့ site ကငါsorry ပေါ်လို့1D လည်းသွားဟုတ်ပြီ h ပါလို့ဒီ h ကိုပဲ64ကောင်းတဲ့ပြီးရင်ဘယ်ရောက်သွားမှာဆိုတော့ layer dot လိုပဲmax boolean 1D ကိုထည့်အဲ့ h ကိုအဲ့လိုပေါ့ဆိုလိုက်လို့ထည့် 1D ကိုထည့်ပြီးရင်နောက်ဆုံး output function က output က number class of byte output ထုတ်တော့ဒီအတော့ number class of byte division software
bien ramen bien model တောင်းမယ် model 3က DF တော့ garage တော့ import ရဲ့ import ထဲလိုက်တာရနေနည်းပြရအောင်နေကname ကဘယ်လိုပြရမလဲဆိုတော့ ကိုယ်တို့ဝင်တည်တယ်ဝန်ကိုက်တာပဲတည်ပြီးတယ်ပြီးရင်အောက်ပိုင်းလုံးနဲ့ဟိုလေဆိုပြီးရင်ဒီ model compilation model 3 of that file combine loss ka because cross attribution ကတော့ categorical cross attribution ပြောဟိုက adapt optimizerက yet character optimizer ATN adapt median matrix matrix GUI model dot zero so share section ဒီမှာကျန်ပါမိတာအဲ့ဒါကြီးနေဆွဲရတယ်နော်မန်တက်လို့ကြီးများနေညမနေဆိုကြတော့စူဒမ်ဘရန်နဲ့ data အရင်ကနေ data ပြင်နေဟုတ်တော့ preferred data set တွေလေဒါကြောင့်အခုလဲကတ်ဒီ guide လည်းပဲ preferred data set တွေပြင်အောင်ဆိုကြတော့အမှတ်မိမလားမသိဘူးပေါ့နော်ပြင်ရမှာဆိုဒီ guide preferred data set ဘာတော့မှလည်း front dancer slide နော် dancer slide သုံးမယ်front dancer slide သုံးမယ်ပြီးရင် match ရဲ့ preferred ရဲ့ auto join ရွေချက်တွေကတော့ part 1မှာသွားကြည့်ပေါ့နော်ဒီ parameter ရဲ့ရွေချက်တွေဆိုကြဒီအခုကြောင်းအောင် create character prefer data set အဲ့တော့သုံးမယ်အဲ့ဒါ train character data set train character data set ကိုခေါ်လာဆိုရင်ဒီ df dot data set dot from dancer slide เนาะ dancer slide အဲ့ဒါကိုမှကျွန်တော် df dot data dot data set dancer slide ဟုတ်တယ်အဲ့ဒါကိုပဲခဲ့ထဲမှာဆိုတွားရလေးပဲပေါ့data ရဲ့ label တော့ data ကျွန်တော် main ကနော် main ကဟုတ်ပြီ label က train label 1 hot train label 1 hot ဒီထိပြီးပါပြီဒီထိပြီးတိုင်းပါရေးမယ်ဘာနောက်တစ်ဆင့်နဲ့ batch ပြီးမယ်နော် batch ကဒီတူလာမသိဟုတ်တယ်အဲ့တော့ကျွန်တော်32နဲ့ပေါ့32နဲ့ဆောက်ခဲ့ပြီးရင် prefer လုပ်မယ် prefer တော့ pt prefer df dot data dot ဟုတ်တယ်ဒီ parameter တွေရဲ့အလုပ်လုပ်ပုံကိုသိချင်ကြပတ်ဝန်းမှာတွားကြည့်လို့ရတယ်ဟုတ်ပြီYeah, not that validity. Fair. Wow. Not technical test. Test. Yeah. Just say you know, train down. Okay, yeah, I know before data set fine. So yeah, train lo yeah, body down in. So yeah, more train မှာဆိုကြတော့ copy လိုက်တော့
ဟိုသိရုံပဲဆိုစထိုင်နေ performance ဒီ push နေလို့လားမသိဘူးတိတ်တော့ကောင်းတယ်တိတ်တော့မကောင်းဘူးကွာတိတ်တော့မကောင်းဒါပေမဲ့ monitoring ပြီးဆိုတော့ evaluate လုပ်လိုက် evaluate တော့ဒီက evaluate validation test နဲ့တော့ test တည်တယ် evaluate မလုပ်တော့ digital validator cast ပဲပေါ့ပါမလုပ်ပါတော့ cast ဟုတ်ပြီဒါရဟို validated variant နော် order 3 validated validated problem validated ပဲတယ် squeeze လောက်အောင်မသိလားဟုတ်တယ် validated problem အဲ့ကတော့ပြေးကြပါ squeeze ပြန်တော့တော့လည်း validated problem တယ်3 80 order 3 validated လို့ချင်ပြီးတော့ darkness yes mp ဒီမှာ mp မဟုတ်ပါ df တော့ df ပေါ့ battery တော့ digital တော့ပုံပါနေနေဆိုangels point lower okay sorry ဟိုဒါတော့ပြီးပြီနော်ထုတ်ပြီးတော့ဟိုနဲ့ have a function နဲ့ထုတ်ချင်တယ်65အရင်နဲ့ပါ accuracy အဲ့တော့လည်းပဲအဲ့လိုဒီတကယ်လေရိုးစင်လာခြင်းအဲ့လိုကြီးလည်းမဟုတ်ပါဆိုတော့ဒါကလည်းပဲ embedding ပေါ့နော်ဆိုရင်ကလည်းပဲ tokenizer plus embedding model 3model 4ကြရင်တော့ဒီသူပါသုံးလဲဆိုတော့model 4ကြရင်ပါသုံးတော့ဆိုတော့အဲ့ကောင်ကို hybrid model တော့မှာပေါ့ hybrid model ဆိုတော့ဒါတော့ model 3ပေါ့ model 3ကြီးရတော့ပါဆိုတော့ model 4ဆိုရင် combine နဲ့ pre-train လား pre-train embedding pre-train ကတော့ token embedding pre-train ပြီးရင် guide embedding ဘယ်လိုတော့ရမသိစိတ်ဝင်စားကောစားဖို့ကောင်းဟုတ်ရโอเค sorry